နိုဝင်ဘာလ18ရက်နေ့ဟာရုရှားအတွက်သမိုင်းတွင်မဲ့နေစိုးကြီးတစ်နေ့ဖြစ်ခဲ့ပါတယ်။အန်နီယေကတစ်ဖက်ထဲကလာတာမဟုတ်ပါဘူး။နှစ်ဖက်ညှက်ပြီးတော့ကိုဝင်လာတာဖြစ်ပါတယ်။တစ်ဖက်မှာကြည့်မယ်ဆိုရင်ယူကရိန်းတပ်ဖွဲ့တွေဟာပူတင်ကဘယ်သူမှထိပါလို့မရဘူးလို့ကြွေးကြော်ထားတဲ့ရုရှားနိုင်ငံရဲ့အတွင်းပိုင်းနက်နက်ရှိုင်းရှိုင်းနေရာတွေကိုအမေရိကန်လုံတာဝေးပစ်ပဲထိန်းဒုံးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ဒါဟာတာမန်လက်နက်တွေမဟုတ်ပါဘူး။အမေရိကန်ရဲ့နီးပညာမြင့် ATACMS Army Tactical Missile System ဒုံးကြီးတွေဖြစ်ပါတယ်။နောက်တစ်ဖက်မှာကျတော့ရုရှားရဲ့မစင်မကျင်လွှတ်တင်လိုက်တဲ့ drone တစ်စင်းဟာနေတိုးဖွဲ့ဝင်နိုင်ငံတွေရဲ့လေပိုင်နက်ကိုကျူးကျော်ဝင်ရောက်သွားခဲ့ပါတယ်။ဒါဟာရိုးရိုးလေပိုင်နက်ကျူးကျော်မှုမဟုတ်ပါဘူး။နေတိုးမဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးကိုစစ်ပွဲတဲ့ဓာတ်ရိုက်ဆွဲခေါ်သွားနိုင်တဲ့အန်ဒီရဲ့အကြီးဆုံးလုပ်ရတစ်ခုဖြစ်ပါတယ်။ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ပိုလန်နဲ့ရိုမေးနီးယားနိုင်ငံတွေကချက်ချင်းဆိုသလိုပဲသူတို့ရဲ့တိုက်လေယာဉ်တွေကိုလွှတ်တင်ခဲ့ရပါတယ်။ German Eurofighter Typhoon တွေ F-16 တိုက်လေယာဉ်တွေဟာကောင်းကင်ယံမှာအဆင့်အသင့်အနေထားနဲ့ပြန်တန်းခဲ့ရပါတယ်။နေတိုးနိုင်ငံတွေကတော့သူတို့ပြည်သူတွေကိုကာကွယ်ဖို့ F-16 တွေရှိပါတယ်။ဒါပေမဲ့ရုရှားပြည်သူတွေမှာကောဘာရှိသလဲ။ဝိုင်းနေစရာကောင်းတာကတော့ရုရှားပြည်သူတွေမှာကိုကာကွယ်ဖို့ဘာမှမရှိပါဘူး။အဝေါ်တန်တွေကောင်းကင်မှာစူးရှတာထွက်ပေါ်လာတဲ့အချိန်ပေါက်ကွဲတန်တွေကြားရတဲ့အချိန်မှာရုရှားနိုင်ငံသားတယောက်ကသူ့ရဲ့ဖုန်းကင်မရာနဲ့မှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်တွေထွက်ပေါ်လာပါတယ်။အဲ့ဒီဗီဒီယိုထဲမှာပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့မီးခိုးလုံးကြီးတွေနဲ့ပျက်စီးမှုအစအနတွေကိုအထင်သာမြင်တွေ့ရပါတယ်။ဒါဟာစစ်ပွဲကသူတို့ရဲ့အိမ်တကားဝကိုရောက်လာပြီဆိုတာကိုသက်သေပြနေတာပါပဲ။စစ်ပွဲရဲ့ချိုးကွေဟာဒီနေရာမှာလုံးဝပြောင်းလဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားရောယူကရိန်းရောနှစ်ဖက်စလုံးကအတီးပြုတ်လိုက်တဲ့အချက်တစ်ချက်ရှိလို့ပါ။အဲ့ဒါကတော့ ATACMS ဒုံးကြီးတွေကိုရုရှားမြေပေါ်မှာပထမဆုံးအကြိမ်အသုံးပြုလိုက်ပြီးဆိုတဲ့အချက်ပါပဲ။ယူကရိန်းစစ်ဦးစီးချုပ်ရုံးကလည်းဒီကိစ္စကိုအတီးပြုတ်ခဲ့ပါတယ်။သူတို့ဟာရုရှားနိုင်ငံအတွင်းပိုင်းမှာရှိတဲ့စစ်ရေးပစ်မှတ်တွေကိုအမေရိကန်လုံ ATACMS နီးဗျူဟာမြောက်ဒုံးကြီးတွေနဲ့တိကျစွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ Austin လို့ခေါ်တဲ့အများပြည်သူရယူနိုင်တဲ့သတင်းအချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာသူတွေရဲ့အဆိုအရဆိုရင်ပြစ်မှတ်ဟာတာမန်နေရမဟုတ်ပါဘူး။တန်ဖိုးမြင့်အဖိုးတန်ပြစ်မှတ်လို့ခေါ်တဲ့စစ်အခြေစိုက်စခန်းတွေဒါမှမဟုတ်ပါကိုနိုဗိုလေ့ကျင့်ရေးကွင်းလိုမျိုးအရေးကြီးတဲ့နေရာတွေဖြစ်နိုင်ပါတယ်။ဒီနေရာမှာရုရှားဘက်ကတုံ့ပြန်မှုကိုလေ့လာကြည့်ရင်စိတ်ဝင်စားစရာကောင်းပါတယ်။ရုရှားရဲ့တရားဝင်ဝါဒဖြန့် channel တွေကတော့ထုံးစံအတိုင်းပါပဲ။အပြက်စီးနဲ့ဆုံးရှုံးမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားကြပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဘာပြောလဲဆိုတော့ယူကရိန်းကဘော်ရိုနက်မြို့ကို ATACMS ဒုံးကြီး၄စင်းနဲ့ပစ်ခတ်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့ S-400 နဲ့ပန်ဆာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအဲ့ဒီဒုံးကြီးအလုံးကိုပစ်ချနိုင်ခဲ့တယ်လို့ကြေညာပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေကသူတို့ပြောသလိုဟုတ်ရဲ့လား။ဓာတ်ပုံသက်သေထောက်ထားတွေရတော့ဒုံးကြီးပျက်စီးတွေဟာ Voronezh မြို့ထဲကဘိုးဘွားရိပ်သာတစ်ခုနဲ့မိဘမဲ့ဂေဟာတစ်ခုပေါ်ကိုကြားရောက်ခဲ့ပြီးပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တယ်ဆိုတာအတည်ပြုနိုင်ပါတယ်။အခုဆိုရင်ရုရှားပြည်သူလူထုကြားမှာထိတ်လန့်မှုတွေနဲ့ဒေါသတွေမြင့်တက်လာနေပါပြီ။ပြည်သူတွေကဒုံးကြီးကိုကြားဖြတ်ပစ်ချနိုင်ခဲ့လားမပစ်ချနိုင်ခဲ့ဘူးလားဆိုတဲ့ဒီပညာပိုင်းဆိုင်ရာစကားတွေကိုစိတ်မဝင်စားပါဘူး။သူတို့စိတ်ဝင်စားတာကတခုတည်းပါ။အဲ့ဒါကတော့လုံခြုံပါတယ်လို့သူတို့ထင်ထားတဲ့ Voronezh လိုမြို့ကြီးတစ်မြို့ဟာအခုအခါမှာရန်သူဒုံးကြီးပစ်ကွင်းအတွင်းကိုကြားရောက်နေပြီဆိုတဲ့အချက်ပါပဲ။ရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေနဲ့စစ်ပွဲလိုလားသူတွေကတော့ခရမ်မလင်နန်းတော်ကိုဖိအားပေးနေကြပါပြီ။ပိုပြင်းထန်တဲ့တုံ့ပြန်မှုတွေလုပ်ပြပါဆိုပြီးတောင်းဆိုနေကြပါတယ်။သူတို့ကဒီဒုံးကြီးတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အတန်ထက်မြန်တဲ့ hypersonic missile တွေနဲ့ပြန်ပစ်ဖို့လိုလားနေကြပါတယ်။ဒီနေရာမှာပူတင်အတွက်အကြက်တဲကကြီးမာပါတယ်။တကယ်လို့သူကဘာမှပြန်မတုံ့ပြန်ဘူးဆိုရင်သူ့ရဲ့အမာခံထောက်ခံသူတွေကသူ့ကိုပြော့ညံ့သူတရေဘောကြောင်သူအဖြစ်မြင်လာကြပါလိမ့်မယ်။တကယ်လို့သူကပြင်းပြင်းထန်ထန်ပြန်တုံ့ပြန်မယ်ဆိုရင်လည်းနိုင်ငံတကာတင်းမာမှုတွေအဆမတန်မြင့်တက်လာပြီးနေတိုးနဲ့ထိတ်တိုက်တွေ့မဲ့အနေကပွားများလာမှာသိကြပါတယ်။အခြေအနေတွေကရုရှားမြေပေါ်မှာနေရပ်တန့်မနေပါဘူး။နိုဝင်ဘာလ18ရက်ညဘက်မှာရုရှားကယူကရိန်းကို UAV အစင်းပေါင်း486စင်းနဲ့ဒုံးကြီး48စင်းအသုံးပြုပြီးအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွင်မှာတာနိုပီမျိုးကလူနေတိုက်ခန်းတွေထိမှန်ပြီးအရက်သားတွေထိခိုက်ဒေဆုံးမှုရှိခဲ့ပါတယ်။ဒါပေမဲ့ရုရှားရဲ့အကြီးမားဆုံးအမှားကတော့နေတိုးနယ်မြေဘက်ကိုဥလှည့်မိတာပါပဲ။ရုရှားရဲ့ drone တစ်စင်းဟာရိုမေးနီးယားနိုင်ငံရဲ့တူစီယာဒေတာတွေကိုဝင်ရောက်ပြန်တန်းသွားခဲ့ပါတယ်။ဒီ drone ရဲ့လမ်းကြောင်းကတော်တော်လေးရှုပ်ထွေးပါတယ်။ယူကရိန်းကနေမော်လ်ဒိုဗာကိုဖျက်တယ်ပြီးတော့မှရိုမေးနီးယားလေပိုင်နက်ထဲကိုပြန်ဝင်လာတာဖြစ်ပါတယ်။ဒီကျူးကျော်မှုကြောင့်ပိုလန်နိုင်ငံအရှေ့ဘက်ခြမ်းကအရေးပါတဲ့လေဆိပ်တွေကိုခေတ္တပိတ်ချလိုက်ရတဲ့အထိဖြစ်သွားပါတယ်။ဒါဟာလေကြောင်းလုံခြုံရေးအတွက်အလွန်ကြီးမားတဲ့ချိန်ချောင်းမှုပါ။ဒီအခြေအနေကိုနေတိုးကငြိမ်မနေပါဘူး။ရိုမေးနီးယားနိုင်ငံမှာရှိတဲ့လေတပ်စခန်းတွေကနေ German Eurofighter Typhoon တိုက်လေယာဉ်2စီးနဲ့ရိုမေးနီးယား F-16 တိုက်လေယာဉ်2စီးချက်ချင်းပြန်တက်ပြီးတုံ့ပြန်ခဲ့ပါတယ်။စဉ်းစားကြည့်ပါ။နေတိုးတိုက်လေယာဉ်တွေကကောင်းကင်မှာကင်းလှည့်နေပြီး
မြေပြင်မှာတော့ ATACMS ဒုံးကျည်တွေကရုရှားမြို့တွေကိုထုနှံနေပါတယ်ရုရှားကကမ္ဘာကိုဒေါ်လာဘီလီယံချီပြီးရောင်းစားနေတဲ့ S-400 လို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကကိုတိုင်းပြည်ကိုတော့မကာကွယ်နိုင်ဖြစ်နေပါတယ်ဒါဟာဗလာဒီမာပူတင်ရဲ့ပုံရိပ်နဲ့ကမ္ဘာလက်နက်ဈေးကွက်ကရုရှားရဲ့ကုန်သိက္ခာကိုပြန်ပြင်လို့မရနိုင်လောက်အောင်ထိုးနှက်လိုက်တဲ့ဒဏ်ရာကြီးဖြစ်ပါတယ်ATACMS ဒုံးကျည်တွေကရုရှားမြို့တွေကိုပြစ်မှတ်ထားလာတဲ့အချိန်မှာခရမ်လင်နန်းတော်ကိုအကြောက်လန့်ဆုံးဖြစ်စေတဲ့အရာကအတိတ်ဆိုးတွေစီကသင်ခန်းစာတွေပါပဲ။ Voronezh မြို့ကိုတိုက်ခိုက်ခံရတာနဲ့ ATACMS ဆိုတဲ့နာမည်ကိုတွဲကြလိုက်တာနဲ့ရုရှားစစ်ကောင်တွေရဲ့ခေါင်းထဲမှာပေါ်လာမဲ့ပြစ်မှတ်နှစ်ခုရှိပါတယ်။အဲ့ဒါကတော့ Crimea နဲ့ Kerch တရားပါပဲ။အခုဆိုရင် Crimea ဒေသဟာရုရှားလေတပ်ရဲ့စစ်ရင်အားကင်းမဲ့တဲ့နေတဲ့နေရာဖြစ်နေပါပြီ။အရင်ကလို Su-35 တွေ MiG-31 တွေမရှိတော့ပါဘူး။ကြံနေတာကလေတပ်စခန်းအခွန်ကြီးတွေပါပဲ။ဘာကြောင့်လဲဆိုတော့ ATACMS ဆိုတဲ့ချိန်ချောက်မှုကြောင့်ပါပဲ။ဒီဒုံးကျည်တွေကတိတ်တဆိတ်ရောက်လာပြီးပောက်ကွဲတာကြောင့် S-400 တွေလည်းဘာမှမတတ်နိုင်ဘူးဖြစ်နေပါတယ်။2024ခုနှစ်နဲ့2025ကာလတွေမှာယူကရိန်းဟာခရိုင်းမီးယားကျွန်းတွေကို ATACMS တွေနဲ့လွှမ်းမိုးထားခဲ့တာပါ။ဂျန်ကွိုင်း၊စာကီနဲ့ဘဲလ်ဘတ်လေတပ်စခန်းတွေဟာဒီဒုံးကျည်တွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်။2024ခုနှစ်မေလတုန်းကဖြစ်ရပ်ကိုပြန်ကြည့်ရအောင်ပါ။အဲ့ဒီချိန်တုန်းကအမေရိကန်လို့ ATACMS ဒုံးကျည်တွေဟာဘဲလ်ဘတ်လေတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။နောက်ပိုင်းထွက်ပေါ်လာတဲ့ဂျိုဒုတပ်ပုံတွေအရMiG-31 နှစ်စီးနဲ့ Su-27 တစ်စီးလုံးဝပျက်စီးသွားခဲ့ပြီး MiG-29 တစ်စီးကတော့အကြီးအကျယ်ထိခိုက်သွားတာကိုတွေ့ရပါတယ်။ပြေးလမ်းဘေးကစီဖြည့်တဲ့နေရာမှာလည်းမီးလောင်ကျွမ်းထားတဲ့အရာတွေအပျက်စီးတွေပုံနေတာကိုတွေ့ရပါတယ်။ဒါဟာစစ်စင်ရေးစံဝန်းအတွက်အသက်သွေးကြောနေရပါ။ပိုဆိုးတာက Belbert ဒေသမှာရှိတဲ့ S-300, S-400 လေကြောင်းရန်ကာကွယ်ရေးစခန်းလည်းထိမှန်ခဲ့ပါတယ်။ S-400 စနစ်ရဲ့အဓိကစိတ်ပိုင်းဖြစ်တဲ့92N6 Gravestone Radar ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီဆုံးရှုံးမှုကြောင့်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်မှာဟာကွက်ကြီးဖြစ်ပေါ်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်းမှာရုရှားတွေကလေယာဉ်တွေကိုကရုတ်ချင်းတွေနဲ့ဟွက်တာကုန်းတွင်းပိုင်းကိုရွှေ့တာတွေလုပ်ခဲ့ရပါတယ်။ခရိုင်းမီးယားမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေအစိုးရိမ်ဆုံးကိစ္စကတော့ယူကရိန်းအနေနဲ့ ATACMS ဒုံးကျည်တွေကိုသုံးပြီး Kerch တရားကြီးကိုတိုက်ခိုက်လာမှာကိုပါပဲ။ဒီ19ကီလိုမီတာရှည်လျားတဲ့တရားကြီးဟာရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပါတယ်။တကယ်လို့ဒီတရားကြီးသာပျက်စီးသွားရင်ခရိုင်းမီးယားကရုရှားတပ်ဖွဲ့တွေအတွက်ရောခရမ်လင်အတွက်ပါနှီးကုန်းချုပ်သွားနိုင်ပါတယ်။ဒီနေရာမှာ ATACMS ဆိုတာဘာလဲ။ဘာလို့ဒီလောက်ကြောက်စရာကောင်းတာလဲဆိုတာကိုနည်းနည်းလောက်နည်းပညာပိုင်းအရရှင်းပြချင်ပါတယ်။ ATACMS ဆိုတာ Army Tactical Missile System ရဲ့အတူကောက်ပါ။သူက INS နဲ့ GPS စနစ်ကိုတွဲဖက်အသုံးပြုပြီးလမ်းညွှန်တဲ့ပဲ့ထိန်းဒုံးကျည်မျိုးစားဖြစ်ပါတယ်။ဒီဒုံးကျည်တွေကို M142 HIMARS နဲ့ M270 MLRS ဒုံးလောင်ချာတွေကနေပစ်လွှတ်နိုင်ပါတယ်။ဒုံးကျည်ရဲ့ကိုယ်ရဲကအချင်း 3.6 မီတာရှိပြီးအရှည်က4 မီတာလောက်ရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကပြစ်မှတ်စီရောက်ခန်းဒီမှာမတ်မတ်ထိုးဆင်းပြီးအချိန်ပြင်းပြင်းဝင်ရောက်တာဖြစ်လို့ရန်သူလေကြောင်းရန်ကာကွယ်ရေးစနစ်တွေတက်ဂျားဖြတ်ပစ်ချဖို့အချိန်အရန်နေသွားစေပါတယ်။ပထမတစ်ခုက M39, M39A1 ပါ။ဒီမျိုးစားတွေက M74 လို့ခေါ်တဲ့ဘုံးသီးငယ်လေးတွေပါဝင်တဲ့ cluster munition တွေဖြစ်ပါတယ်။သူတို့ရဲ့ပစ်ခတ်နိုင်မှုကွာဝေးက165ကီလိုမီတာကနေကီလိုမီတာ300အထိရှိပါတယ်။ဒီမျိုးစားတွေကလေယာဉ်ရနာကွင်းပြင်တွေပြေးလမ်းတွေစစ်တီစုဝေးရနေရာတွေလို area အကျယ်ကြီးကိုဖျက်ဆီးဖို့အတွက်အလွန်ထိရောက်ပါတယ်။ cluster munition ရဲ့သဘောတဘာဝအရပြစ်မှတ်တစ်ခုကိုဒုံးကျည်တစ်လုံးနဲ့ area အကျယ်ဝန်းကိုဖျက်ဆီးနိုင်ခြင်းဟာရုရှားရဲ့စစ်ရေးအရအခြေချနေထိုင်မှုတွေကိုချက်ချင်းထိခိုက်စေတဲ့အဓိကအာသာချက်ပါ။ရုရှားအနေနဲ့ပျက်စီးသွားတဲ့လေယာဉ်ပြေးလမ်းတွေကိုလျင်မြန်စွာပြန်လည်ပြင်ဆင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ခက်ခဲစေပါတယ်။ဒုတိယတစ်ခုက M48, M57 Warhead ပါ။ဒီမျိုးစားတွေကတော့ပေါင်900အားရှိတဲ့တလုံးသေးသောထိပ်ဖူးကိုသုံးပါတယ်။အကွာအဝေးက280ကီလိုမီတာကနေ300ကီလိုမီတာအထိရပါတယ်။ဒါကတော့စီလောင်ကန်တွေ radar scan တွေကုတ်ကဲမှုဌာနချုပ်တွေနဲ့တရားချင်းကပ်လမ်းတွေလိုမာကျောတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အထူးသင့်လျော်ပါတယ်။ဒီထိပ်ဖူးတွေဟာစနစ်တကျတိစောက်ထားတဲ့ခိုင်မာတဲ့အဆောက်အုံတွေကိုအပြင်းထန်ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်ရုရှားရဲ့စစ်ရေးဆိုင်ရာဌာနတွေကိုတိုက်ရိုက်ထိုးနှက်ဖို့အတွက်ဗျူဟာမြောက်ရွေးချယ်မှုပဲဖြစ်ပါတယ်။ HIMARS ယာဉ်တစ်စီးဟာ ATACMS တစ်လုံးတည်ဆောင်နိုင်ပြီး M270 ကတော့နှလုံးတည်ဆောင်နိုင်ပါတယ်။ Shoot and Scoot လို့ခေါ်တဲ့စစ်ဗျူဟာအရာပစ်ပြီးတာနဲ့ချက်ချင်းနေရာရွှေ့နိုင်တဲ့အတွက်ရန်သူကပြန်လည်ပစ်ခတ်ဖို့ခက်ခဲပါတယ်။ GPS အကူအညီပါတဲ့အတွက်တိကျမှုကလည်းအလွန်မြင့်မားတဲ့အတွက်ပြစ်မှတ်တွေကိုအလေလွင့်မရှိတိတိကျကျဖျက်ဆီးနိုင်ပါတယ်။ဒီဗျူဟာဟာယူကရိန်းကိုရုရှားရဲ့စစ်ရေးစခန်းတွေကိုအဆက်မပြတ်ဖိအားပေးနိုင်တဲ့အစွမ်းကိုပေးအပ်လိုက်တာပဲဖြစ်ပါတယ်။ခရိုင်းမီးယားမှာ ATACMS နဲ့တိုက်ခိုက်ခံရတာ Belbert တစ်ခုတည်းမဟုတ်ပါဘူး။2024ခုနှစ်ဧပြီလ18ရက်နေ့တုန်းကခ
ရိုင်းမီးယားမြောက်ဘက်ဆုံးကဂျန်ကွိုင်းလေတပ်စခန်းလည်းအလားတူတိုက်ခိုက်ခံခဲ့ရပါတယ်။ဒီစခန်းကဒွန်ကတ်စစ်မြေပြင်နဲ့နီးတဲ့အတွက်ရှေ့တန်းစစ်စင်ရေးဗဟိုချက်မှတစ်ခုဖြစ်ပါတယ်။ဂျိုလူတပ်ပုံတွေအရစခန်းရဲ့တောင်ဘက်မှာရှိတဲ့ S300, S400 ဘက်ထရီတွေထားရှိရာနေရာမှာအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အနည်းဆုံးအဓိကအစိပ်ပိုင်း၄ခုလောက်လုံးဝပျက်စီးသွားခဲ့ပါတယ်။ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့မီးလောင်ရာတွေကဘေးပတ်ဝန်းကျင်အနှံ့မှာတွေ့နေရပါတယ်။ဒုံးကြီးတွေကလေကြောင်းရန်ကာကွယ်ရေးစနစ်တွေမကဘဲအဓိကပြေးလမ်းနှစ်ခုကိုပါပြစ်မှတ်ထားခဲ့တာထင်ရှားပါတယ်။ပန်ဆာ S1 လို့တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးရှင်တွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ဟာ ADACMS ရဲ့ထိုးဖောက်မှုကိုလုံးဝမကာကွယ်နိုင်ဘူးဆိုတာကိုတိတိကျကျသက်သေပြလိုက်တာပါ။2024ခုနှစ်ဇွန်လမှာတော့ပိုပြီးမဟာဗျူဟာကျတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့ဗီတီနိုမြို့မှာရှိတဲ့ NIB-16 ရေနက်ပိုင်းအာကာသဆက်သွယ်ရေးစခန်းကို ADACMS နဲ့တိုက်ခိုက်ခဲ့တာပါ။ဒီစခန်းဟာဆိုဗီယက်ခေတ်ကလေးကတည်ဆောက်ခဲ့တာဖြစ်ပြီးရုရှားလေကြောင်းနဲ့အာကာသတပ်ဖွဲ့လက်အောက်မှာရှိပါတယ်။သူကအာကာသမစ်ရှင်တွေကိုစောင့်ကြည့်ုံတတ်မဟုတ်ပဲစစ်ဘက်ဆိုင်ရာဂျိုဒူဆက်သွယ်ရေးနဲ့ကုတ်ကဲမှုစနစ်တွေအတွက်အလွန်အရေးပါတဲ့ဗဟိုစခန်းကြီးတစ်ခုဖြစ်ပါတယ်။တိုက်ခိုက်မှုက2ကြိမ်ခွဲပြီးလာပါတယ်။ပထမလှိုင်းမှာအေယာမဂျိုဒူဖန်းဆက်ကြီး20လောက်ရှိတဲ့နေရာကိုပြစ်မှတ်ထားခဲ့ပါတယ်။ဂျိုဒူတပ်ပုံတွေမှာမီးလောင်ထားတဲ့အမဲကွက်ကြီးတွေကိုထင်ထင်ရှားရှားတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတသက်မဟုတ်ပါဘူး။ရုရှားရဲ့စစ်ဘက်ဆိုင်ရာအာကာသစွမ်းရည်နဲ့တာဝေးပစ်ကုတ်ကဲမှုစွမ်းရည်တွေကိုဓာတ်ရိုက်ထိုးနှက်လိုက်တာဖြစ်ပါတယ်။ဒါဟာစစ်မြေပြင်မှာသာမကစစ်ဘက်ဆိုင်ရာဆက်သွယ်ရေးနည်းပညာပိုင်းမှာပါရုရှားကိုအကြီးအကျယ်ထိခိုက်စေတဲ့မဟာဗျူဟာမြောက်တိုက်ခိုက်မှုပါ။သမ္မတဇယ်လန်စကီက2023ခုနှစ်မှာ ADACMS ရရှိကြောင်းကြေညာခဲ့ပြီးအမေရိကန်မျိုးသားလုံခြုံရေးကောင်စီကလည်းအတည်ပြုခဲ့ပါတယ်။အဲဒီနေ့မှာပဲယူကရိန်းကလေဆိပ်တွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။အစပိုင်းမှာတော့165ကီလိုမီတာပဲရောက်တဲ့ M39A1 အမျိုးအစားတွေကိုသုံးခဲ့ပေမဲ့2024ခုနှစ်ຫນွေဦးရာသီရောက်တော့300ကီလိုမီတာအထိရောက်တဲ့အဆင့်မြင့်အမျိုးအစားတွေရောက်လာပါတယ်။အစပိုင်းမှာအမေရိကန်ကရုရှားပိုင်နက်ကိုမပြည့်ရဘူးဆိုတဲ့ကန့်သက်ချက်ထားခဲ့ပေမဲ့2025ခုနှစ်အစောပိုင်းမှာတော့အခြေအနေတွေပြောင်းလဲသွားပါပြီ။အခုဆိုရင်ယူကရိန်းလက်ထက်မှာရေရှည်တည်တတ်တဲ့ဟန်တားနိုင်စွမ်းရှိနေပါပြီ။တကယ်လို့များအမေရိကန်က Prancer SM လို့ခေါ်တဲ့ ADACMS မျိုးဆက်သစ်ကီလိုမီတာ900အထိရောက်နိုင်တဲ့ဒုံးကျည်တွေကိုပါပေးလိုက်မယ်ဆိုရင်တော့ရုရှားအတွက်ငရဲခံပါပဲ။ရုရှားရဲ့ကွန်ရက်တွေကုတ်ကဲမှုစခန်းတွေအားလုံးချိန်ချောက်ခံရတော့မှာပါ။ရုရှားရဲ့တောင်ဘက်စစ်မျက်နှာပြင်ထောက်ပံ့ရေးလမ်းကြောင်းကြီး2ခုပေါ်မှာအဓိကမှီခိုနေရပါတယ်။ပထမတစ်ခုက Kash တရားနဲ့ဒုတိယတစ်ခုက Melitopol ဂျန်ကွိုင်းမီရထားလမ်းပါ။ ADACMS က Kash တရားကြီးတစ်ခုလုံးကိုတစ်ချက်တည်းနဲ့အပြတ်ရှင်းလုပ်နိုင်တဲ့လက်နက်မဟုတ်ပေမဲ့တရားချင်းကပ်လမ်းတွေမီရထားလမ်းဆောင်တွေလောင်စာစီကန်တွေနဲ့စက်ကောင်းတွေကိုဇက်တိုက်ပြစ်မှတ်ထားတိုက်ခိုက်ခြင်းအဖြစ်တရားရဲ့သုံးဆွဲနိုင်တဲ့ကိုအမြဲတမ်းရှော့ချထားနိုင်ပါတယ်။ယူကရိန်းအနေနဲ့ရုရှားကဒီတရားကိုကာကွယ်ဖို့ကုန်ကျစရိတ်တွေအများကြီးသုံးလောက်အောင်ဖိအားပေးနေတာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီဖြစ်ပျက်တွေအားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ရိုးရှင်းတဲ့အမှန်တရားတစ်ခုကိုတွေ့ရပါလိမ့်မယ်။စစ်ပွဲဟာပြန်လှည့်လို့မရနိုင်တဲ့အဆင့်တစ်ခုကိုကျော်ဖြတ်သွားပါပြီ။ရုရှားမြေပေါ်ကို ADACMS ဒုံးကျည်တွေကြားရောက်လာတာနေတိုးလေပိုင်နက်ကိုကျူးကျော်မိပြီးစစ်လေယာဉ်တွေပြန်တက်လာရတာခရိုင်းမီးယားကလေတပ်စခန်းတွေစနစ်တကျဖျက်ဆီးခံရတာကာ့ချ်ဒရာဂျီပြစ်မှတ်ဖြစ်လာတာဒါတွေအားလုံးဟာတိကျဖြစ်ရပ်တွေမဟုတ်ပါဘူးရုရှားရဲ့တောင်ဘက်စစ်မျက်နှာပြင်နဲ့ထောက်ပံ့ရေးကြောကြီးတစ်ခုလုံးတစစီပြိုလဲလာနေတဲ့ဖြစ်စဉ်ကြီးရဲ့ဆက်ဆက်နေတဲ့ကွင်းဆက်တွေဖြစ်ပါတယ်ပူတင်ရဲ့စီးတွေတစ်ခုပြီးတစ်ခုပြတ်သုံးသွားချိန်မှာယူကရိန်းဟာတာဝေးပစ်တိကျတဲ့လက်နက်တွေနဲ့စစ်ရေးဟန်ချက်ညီမှုကိုသာမကစိတ်တရေရာအသာသီးရမှုတွေနဲ့ရယူနိုင်ခဲ့ပါပြီရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအားနည်းလာတာနဲ့မျှရုရှားရဲ့အတွင်းပိုင်းဒေသတွေဘယ်နေရာမှမလုံခြုံတော့ပါဘူးရလဒ်ကတော့ရှင်းပါတယ် ADACMS တွေစစ်မြေပြင်ကိုဝင်လာတဲ့ချိန်ကစပြီးစစ်ပွဲရဲ့မြေပုံနဲ့နိုင်ငံရေးအပြိုင်မှုတွေပြောင်းလဲသွားခဲ့ပါပြီဒီခေတ်တကြီးမှာရုရှားဟာသူ့ရဲ့တောင်ဘက်အခြေစိုက်စခန်းတွေကိုလည်းမကာကွယ်နိုင်စစ်ပွဲကသူ့အိမ်တကားဝကိုရောက်လာတာကိုလည်းမတားဆီးနိုင်ဖြစ်နေပါပြီခရမ်လင်နန်းတော်ကဘလောက်ပဲဖုံးကွယ်ဖို့ကြိုးစားရှေ့ဆက်ဖြစ်လာမယ့်ဖြစ်စဉ်တွေကတော့ပိုပြီးနှက်ဆိုင်ပြင်းထန်လာဖို့ပဲရှိပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ